Iraola နဲ့ Glasner တို့ကိုကြော်ပြီးတော့ United တို့ရဲ့အမြဲတမ်းနီးပြဖြစ်လာနိုင်တဲ့ Michael Carrick ညီကိုတို့မင်္ဂလာပါ Football Show Daily တွတ်တာပါကျွန်တော်ရဲ့ United အခုလက်ရှိနီးပြ Michael Carrick ကတော့ကျွန်တော်ယာယီနီးပြတယ်မဟုတ်ပဲနောက်လာမဲ့ယာဒီမှာအသင်းရဲ့ကျွန်တော်တို့အမြဲတမ်းနီးပြအဖြစ်လာနိုင်ဖို့ဖြစ်လာနိုင်ခြေတော်တော်လေးများနေတာကိုကျွန်တော်သိရပါတယ်အဲ့တော့ United နဲ့ကျွန်တော် Michael Carrick နဲ့အတူပဲနီးပြတွေကဖြစ်နိုင်မလဲ United တို့ဒီဘယ်နီးပြတွေကိုစိတ်ဝင်စားခဲ့လဲဆိုတဲ့အကြောင်း review ထဲမှာပြပေးသားမှာဖြစ်ပါတယ်အဲ့တော့ United တို့လာမဲ့ယာဒီမှာနီးပြတဲ့အမြဲတမ်းနီးပြတဲ့ခန့်အပ်ဖို့ယာထားတဲ့နီးပြတွေကတော့ကျွန်တော်တို့ခုလက်ရှိဘုံပေါက်နီးပြ Iraola ရှိမယ်ပြီးတော့ Crystal Palace နီးပြ Glasner ရှိမယ်ပြီးအခုလက်ရှိကျွန်တော်တို့ယာယီနီးပြဖြစ်တောင်းထမ်းဆောင်နေတဲ့ Michael Carrick ရှိမယ်သူတို့၃ယောက်ဒီသူ၃ယောက်ထဲမှာတစ်ယောက်ကတော့ကျွန်တော် United တို့ရဲ့လာမဲ့ယာဒီမှာနီးပြတဲ့ဖြစ်နိုင်ခြေများတယ်ဆိုပြီးတော့သိရတယ်ဒီတော့ထဲမှာ Michael Carrick ကိုပဲဆက်လက်ပြီးတော့ United တို့ရဲ့အမြဲတမ်း United တို့ရဲ့အမြဲတမ်းနီးပြအဖြစ်ခန့်အပ်ဖို့ရန်တော့များနေတယ်ဆိုပြီးတော့သိရပါတယ်အဲ့တော့ဘာဖြစ်လို့အဲ့လိုဖြစ်လဲဆိုတဲ့အကြောင်းအရာတွေကိုပြပြသွားမှာပဲဖြစ်တယ် Michael Carrick ဒီအခုလက်ရှိမှာကျွန်တော်တို့ 4-2-3-1 ဆိုတဲ့ United တို့ရဲ့ကစားကွက်ကိုပြန်လဲအသက်သွင်းပြီးတော့ United တို့နဲ့အတူတကယ်ကိုကျွန်တော်တို့တော်လေးကိုကောင်းတဲ့ performance ကိုပြသထားခဲ့တယ် Michael Carrick ရောက်ပြီးတော့ကျွန်တော်တို့စုစုပေါင်း10ပွဲကင်တယ်10ပွဲမှာ9ပွဲအနိုင်ရရှိခဲ့တယ်2ပွဲတေချပြီးတပွဲပဲရှုံးနေခဲ့တယ်တကယ်ကိုMichael Carrick ရောက်လာပြီးနောက်ပိုင်းမှာ United တို့ရဲ့ performance တီကျွန်တော်တို့လုံးဝကျနေတာနေပြီးတော့လုံးဝ upside down တကယ်ကိုအတက်ဘက်ကိုပြန်လည်ရောက်ရှိသွားတာကိုတွေ့ရတယ် Michael Carrick ရဲ့ကျွန်တော်တို့ထိရောက်နဲ့ရှင်းလင်းကစားကွက်ဒီ modern အသင်းနဲ့ဒီ modern kit ဘုံလုံးလောကနဲ့ကျွန်တော်တို့အရင်ထိရောက်တဲ့ကစားကွက်တွေ United ပြည်သက်ဒီအတွက်တော်တော်လေးကိုကျွန်တော်တို့ရင်ထဲရောက်စီခဲ့တယ်အဲ့ဒါအပြင်မှာ Michael Carrick ဒီ United အသင်းရဲ့ဒီ result တစ်ခုတည်းမဟုတ်ဘူးအသင်းကစားသမားတွေနဲ့လည်းတကယ်ကိုကျွန်တော်စီစီလုံးနဲ့ရှိနေနိုင်ပြီးတော့အဲ့ဒါအပြင်ကိုကစားသမားတွေရဲ့ဒီ performance ကောင်းကောင်းမျိုးဆွဲထုတ်ထားနိုင်တဲ့နေပြအဖြစ်ကျွန်တော်သတ်မှတ်ထားလို့ရတယ်။မဝေးရောက်လဲကျွန်တော်တို့တက်တန်းတိုးလိုက်တဲ့အပြင်ကိုကိုဘီမီနူကိုလည်းကျွန်တော်9နှစ်စာချုပ်ရှိတဲ့တက်တန်းတိုးဖို့စကားပြောနေပြီဒီကစားသမားတွေဒီအထူးသဖြင့်ကိုဘီမီနူဒီကျွန်တော်တို့ရူအမိုရင်လက်ထက်မှာတော့တကယ် United တို့အသင်းကနေထွက်ခွာဖို့အထိအဆုံးဖြတ်ခဲ့ပေမဲ့လည်း Michael Carrick လက်အောက်မှာသူ့ရဲ့ talent သူ့ရဲ့အကောင်းဆုံး performance တစ်ခုပြန်လဲပြသနိုင်ပြီးတော့ United အသင်းကွင်းလဲမှာတော်တော်လေးကိုကျွန်တော်စီစဉ်နေတစ်ခုစားအားထားမိတယ်ဒါမှအဖြစ်ရှုမြင်ထားတယ်အဲ့တော့ပြောချင်တာ Michael Carrick ဒီကစားသမားတွေရဲ့အကောင်း performance ကိုလည်းဆွဲထုတ်နိုင်တဲ့နီးပြတစ်ယောက် United DNA ရှိတဲ့နီးပြတစ်ယောက်နဲ့ပြည်သက်တွေနဲ့လည်းကျွန်တော်အခြေဆက်မိတဲ့နီးပြတစ်ယောက်လို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်အဲ့ဒါအပြင်မှာ Michael Carrick ဒီ United တို့ရဲ့ဒီလူငယ် Academyဒီဘက်ကိုလည်းလုံးဝအဆက်မပြတ်တောက်လျှောက်ကိုစောင့်ကြည့်နေတယ်အလင်းတင်လို့ United Academy က player တွေကိုလို့သူရဲ့အသင်းကြီးမှာသုံးဖို့အတွက်စိတ်အားထက်သန်တဲ့နီးပြအနေနဲ့လည်းသိရပါတယ်ပြောချင်တာလူငယ်တွေကိုလည်းကျွန်တော်တို့နေရာပေးမဲ့နီးပြတစ်ယောက်လို့ဆိုလို့ရတယ်Michael Carrickဒီအရင်ကကျွန်တော်အတွေ့အကြုံအများကြီးမရှိခဲ့ပေမဲ့လည်းအခုလက်ရှိပြသနေတဲ့ United မှာပြသနေတဲ့သူဆွဲဆောင်နေတာတော်တော်လေးအထင်ကြီးစရာကောင်းတယ်အဲ့တော့ United တို့ဒီ Michael Carrick ကိုနောက်လာမဲ့ယာဒီမှာလည်းအမြဲတမ်းနီးပြအဖြစ်ခန့်အပ်ဖို့တော်လေးဆရာထက်တဲ့နေကြောင်းသိရပါတယ်ဒါပေမဲ့ United တို့ဒီ Michael Carrick နေရာမှာကျွန်တော်ကမ္ဘာ world class level ရှိတဲ့နီးပြတစ်ယောက်သာသူတို့ခန့်နိုင်ဖို့အခွင့်အရေးရမယ်ဆိုလို့ရှိရင်နောက်ဒီမှာဒီ world class အဆင့်နီးပြရှိတဲ့နီးပြကိုလည်းခန့်နိုင်ခြေရှိကြောင်းသတင်းတွေထွက်ထားခဲ့ပါတယ် United တို့စိတ်ဝင်စားခဲ့တဲ့နီးပြရည်ရှိတဲ့ world class နီးပြရည်ရှိပါတယ်သူတို့တွေကတော့ Ancelotti ရှိမယ် Tuchel ရှိမယ် Nagelsmann ရှိမယ် Luis Enrique ရှိမယ် Ancelotti ဒီအခု Brazil နီးပြဖြစ်သွားပြီအဲ့တော့ဖြစ်နိုင်ခြေမရှိတော့ဘူး Tuchel ဒီလည်း England ကိုကျွန်တော်အခုနီးပြနေတယ် Luis Enrique ဒီ PSG နဲ့ယာဒီကုံမှာကျွန်တော်တို့စာချုပ်တက်တန်းကုံမှာဖြစ်တယ်ဒါပေမဲ့ PSG အသင်းအနေနဲ့ Luis Enrique ကိုကျွန်တော်လက်လွတ်ဖို့အနေထားမှာမရှိဘူးစာချုပ်အသစ်ချုပ်ဖို့အနေထားမှာရှိတယ် Nagelsmann ဒီလည်းကျွန်တော်တို့ Germany အသင်းကို World Cup မှာလည်းဆက်လက်ကိုင်တွယ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနီးပြ၄ယောက်လုံးကမန်ယူအသင်းနီးပြရဲ့ဖြစ်လာနိုင်ဖို့ခွင့်ရမရှိဘူးအဲ့တော့နောက်တစ်ခုနောက် level တစ်ခုအနေနဲ့ United တို့စိတ်ဝင်စားခဲ့တဲ့နီးပြအခုလက်ရှိလဲစိတ်ဝင်စားနေတဲ့နီးပြကတော့ဘုံမောက်အသင်းရဲ့နီးပြ Iraola ရှိမယ် Crystal Palace အသင်းနီးပြ Glasner အခုလက်ရှိရာသီကုန်မှာထွက်ခွာမဲ့ Crystal Palace အသင်းနီးပြ Glasner ပဲဖြစ်ပါတယ်သူတို့နှစ်ယောက်နဲ့တော်တော်လေးကိုကျွန်တော်သတင်းကြီးခဲ့တယ်ဒါပေမဲ့လည်းခုနပြောပြခဲ့တဲ့ဒီ world class နီးပြတွေမဟုတ်ဘဲနဲ့ဒီ Iraola နဲ့ Glasner ဆိုလို့ရှိရင်တော့သူတို့နှစ်ယောက်နဲ့ရှင်းမယ်ဆိုလို့ရှိရင်တော့ United တို့ဒီ Michael Carrick ကိုလာမယ့်ရာသီမှာ United နီးပြအဖြစ်ခန့်အပ်နိုင်ခြင်းများတယ်။ဘာဖြစ်လို့လဲဆိုတော့အ
ကြောက်ပြချက်ကတော့ရှင်းပါတယ်အရာလာဒီလေဘုံမောက်အသင်းမှာသူနီးသူဟန်တော်လေးကိုကောင်းတဲ့အနေအထားမှာရှိပြီးတော့ကောင်းတဲ့ performance တွေပြတ်တက်သွားနိုင်ခဲ့တယ် Oliver Glasner ဒီလေသူ့ရဲ့အရေးသွေးတစ်ခု Crystal Palace မှာချပြခဲ့ပြီးပြီဒါပေမဲ့တော်မျိုးဘုံမောက် Crystal Palace တို့အသင်းကိုကင်တာနဲ့ United ကိုကင်တာမတူဘူးအဲ့လိုမျိုးဘုံမောက်တို့ Crystal Palace တို့အသင်းကိုကင်တာနဲ့ကျွန်တော် United လိုမျိုးတကယ်ကိုတမိုင်းကြောင်ခန်းတာခဲ့တဲ့အသင်းကိုကင်တာမတူဘူး pressure ချင်းတအားกว่าတယ်အဲ့တော့အရာလာနဲ့ Glasner တို့ထက်စာလို့ရှိရင်တော့တို့ Michael Carrick ကတော့ကျွန်တော်နောက်လာမယ့်ရာသီမှာ United တို့အသင်းရဲ့နီးပြတဲ့အများနဲ့နီးပြတဲ့ဖြစ်နိုင်ဖို့ရာခိုင်နှုန်းလာများပါတယ်အဲ့တော့ United တို့ဒီကျွန်တော် world class နီးပြတယောက် candidate တယောက်မရဘဲနဲ့တော့ Michael Carrick ကိုအသင်းကနေပြီးတော့ဆက်လက် Michael Carrick ကိုအသင်းမှာပဲဆက်လက်ထားရှိပြီးတော့ကျွန်တော်တို့ဒီနောက်လာမယ့်ရာသီမှာလည်းအများနဲ့နီးပြအဖြစ်ခန့်အပ်သွားဖို့ရာခိုင်နှုန်းတော်တော်လေးများကြောင်းနောက်ဆုံးဖော်ပြတဲ့သတင်းတွေအရသိရပါတယ်သတင်းအရင်ကတော့ Team Talk ကပဲဖြစ်ပါတယ်အဲ့တော့ညီကိုတော့ဘယ်နီးပြောက်သဘောချကြလဲ United နောင်လာမဲ့နှစ်မှာဘယ်နီးပြောက်မြင်ကျင်ကြလဲကျွန်တော်ဘုံမောက်အသင်းနီးပြ Iraola လား Crystal Palace အသင်းနီးပြ Glasner လားဒါမှမဟုတ်ကျွန်တော်တို့အခုလက်ရှိကင်တွယ်နေတဲ့ Michael Carrick လားခုမှထဲမှာမွေးဆွေးနွေးကြပါအောင်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်